အားလုံးပဲမင်္ဂလာပါမာကိုပိုင်ပါကျွန်တော်တို့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ scale eddy မှန်အောင်ထည့်နည်းနဲ့ scale eddy မှန်အောင်ထည့်တာရင်ကျွန်တော်တို့ eFootball မှာဘယ်လိုအသုံးဝင်နေဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအများစုအနေနဲ့ကတော့အရင်ကတည်းက legacy transfer လို့ခေါ်တဲ့ scale eddy GB0 ကောင်နေနဲ့ထည့်နည်းကိုတည်ပြီးသားဖြစ်နေမယ်ပေါ့နော်ဆိုတော့ဒီနောက်ပိုင်းဆော့တဲ့သူတွေအများများတယ်ဗျာတရက်နဲ့တရက်ကျွန်တော်တို့စီမှာလည်းမေးခွန်းတွေအများမေးခံရတယ်အဲ့တော့ကျွန်တော်ကဒီနေ့ဒီ update နောက်ဆုံးနေမှာပါလာတဲ့အရင်တော့ legacy transfer အခု player fusion ဆိုတဲ့လုံနည်းပေါ့နော်အဲ့ဒီလုံနည်းလေးအကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဗျ scale eddy မှန်အောင်ထည့်နည်းပေါ့နော်တနည်းအားဖြင့်ပထမဆုံးအနေနဲ့ scale eddy ကိုဘယ်လိုကစားသမားတွေမှာထည့်လို့ရတယ်ဘယ်လိုကစားသမားတွေမှာထည့်လို့မရဘူးဆိုတဲ့အကြောင်းပြချက်လေးတစ်ခုရှိရပေါ့နော်ဘယ်လိုကစားသမားတွေမှာထည့်လို့ရတယ်လဲဆိုရင် brother တို့အနေနဲ့အလွယ်မှတ်ထားရင်ကတ်တိုက်တွေပါတယ်မှတ်နေတယ်ဗျာရှုပ်လိမ့်မယ် level တင်လို့ရတဲ့ player တိုင်းကို scale eddy ထည့်လို့ရပါတယ် scale eddy 5ခုထည့်လို့ရပါတယ်ကျွန်တော်တို့အနေနဲ့ဒီ scale eddy တွေကိုမှန်အောင်ထည့်ရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကစားကွက်မှာလည်းပုံမကောင်းဝင်ပြီးတော့ကျွန်တော်တို့ဒီplayer ရဲ့မှာလှုပ်ရှားပုံတွေကလည်းပို့ပြီးတော့ movement တွေအတိုင်းမှာ smooth ဖြစ်လာမယ်ပေါ့နော်ကျွန်တော်ဆိုကြပါစို့ကျွန်တော်တိုက်စစ်ကစားသမားတွေမှာ one touch back တွေ first time shoot တွေ first time shoot ဆိုတာ one touch shoot နဲ့အတူတူပါပဲဗျအဲ့ဒီဟာတွေပါပြီးသားကစားသမားတွေဆိုရင်တော့ကိစ္စမရှိဘူးမပါသေးတဲ့ကစားသမားတွေကိုအဲ့ဒါတွေကိုထည့်ပေးမယ်ဆိုရင် brother တို့ရဲ့တိုက်စစ်ကပို့ပြီးတော့တွဲဆက်တွေမိလာမယ်လင်းလင်းမြန်မြန်နဲ့တိုက်စစ်ဆင်လို့ရမယ်အဲ့ဒီလိုပဲကိုယ့်လက်ကစားသမားတွေမှာဆိုရင်လည်း through buzzy တွေ weight back တွေထည့်ထားမယ်ဆိုရင် brother တို့ funny မှုတွေဒီလမ်းကြောင်းတွေထည့်တဲ့အချိန်မှာဆိုရင်ပို့ပြီးတော့အရသာရှိရှိနဲ့ကစားလို့ရမယ်ပေါ့နော်ဒါကပါပြီးသားကစားသမားတွေမှာကိစ္စမရှိဘူးမယ်တချို့ကစားသမားတွေမှာမပါဘူးဗျမပါတဲ့အတွက် eddy scale လုပ်ပေးရတာပါနော်တကယ်လို့မှထည့်ထားမယ်ဆိုရင်တော့ကျွန်တော်တို့မှာလက်ရည်လည်းတူတယ်player power ချင်းလည်းတူတယ်ဆော့လာတဲ့အတွေ့အကြုံချင်းလည်းတူတယ် eFootball ကစားရလည်းကြာပြီနိုင်ပွဲတွေမရဘူးဆိုရင်တော့ကျွန်တော်တို့ scale eddy ကိုမှန်အောင်ထည့်ဖို့လိုတယ်ဗျ level 20ရတော့မှအဲ့လောက်မဟုတ်ဘူးပေါ့နော်အဓိက scale အထက်လေးမှန်ထားမယ်ဆိုရင်တော့ကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေတာပေါ့ဗျာကျွန်တော်ရဲ့မှာဒီကိုနဲ့တိုင်းမှာလည်းကျွန်တော်ရဲ့မှာ review ဖြစ်ဖြစ်ကျွန်တော် pre review ဖြစ်ဖြစ် level training post ပဲဖြစ်ဖြစ်ကျွန်တော်အမြင်လေးကိုဝေမျှထက်တယ်အဲ့ဒီအချိန်ဒီမှာကျွန်တော်အယောင်ခွဲအနေနဲ့ brother တို့အားလုံးကိုကျွန်တော်အကြံပေးလေးရှိရပေါ့နော်အကြံပေးလေးရှိတယ်ဥပမာဒီကစားသမားကဒီလို level တင်လို့ရပါတယ် skill list တွေရဲ့ skill list တွေအောက်မှာကျွန်တော်တို့ဒီအယောင်ခွဲလေးနဲ့ထည့်ပေးထားရပေါ့နော် skill 5ခုအဲ့၅ခုလုံးကို browser တို့အနေနဲ့ဒါကျွန်တော်ရဲ့မှာအကြံပေးချက်ဖြစ်တယ်ကျွန်တော်ကလည်းအမှန်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့အမြင်လေးပဲဝေမျှတာဆိုတော့အဲ့၅ခုလေးကိုကျွန်တော်လိုပဲ like ထည့်လို့ရတယ်ဒါမှမဟုတ်လေအနည်းဆက်ဆုံး like ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကမဟုတ်ဘူးတခြား creator တွေအကြံပေးရအောင်လည်းထည့်လို့ရတယ်ပေါ့နော်အကုန်လုံးဒီဘက်ကတော့စင်တူရိုးမားလေးဖြစ်နေလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားကဒီ scale တွေမှာပါတယ်ဒီ scale တွေကိုပဲအကြံပြုလို့ရမှာဆိုတော့၅ခုထဲမှာ၃ခုလောက်ကတော့အမြဲတူချမယ်ထင်ပါတယ်ဆိုတော့ထားပါဒါကဘယ်သူစီက scale edit နဲ့ထည့်တယ်အကောင်လုံးတူတူပဲဆိုတော့ပြောချင်တာပါအဓိကကိုနဲ့ပို့ပြီးတင့်တော်တာကိုယူပေါ့နော်ကောင်းတာလေးယူပေါ့ကျွန်တော်ရဲ့မှာဒီ Facebook page နှစ်ခုပေါ့နော်ပြီးရင် Telegram channel မှာလည်းကျွန်တော်တို့အရင်ကတင်ထားပေးတဲ့ကစားသမားတွေကိုသိကျင်တဲ့ကစားသမားတွေကိုသိကျင်ရင်ကျွန်တော်အခုဗီဒီယိုလေးမှာပြနေသလိုပဲပေါ့နော်ကျွန်တော် wall ရဲ့73 set မှာစဆိုတာလေးကိုနှိပ်ပြီးတော့ကိုသိကျင်တဲ့ဥပမာ Ronaldo ပဲ Rooney ပဲ Messi ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော် channel တွေမှာကျွန်တော်ပြထားသလိုလေးရှာရင် brother တို့ဒီတွေ့လိမ့်မယ်ပေါ့နော်သူ keyword လေးနဲ့သူကသူကြလာလိမ့်မယ်ဗျအဲ့တော့ကျွန်တော်တို့ထိန်နေနေကျွန်တော်တို့နောက်တစ်ခုအနေနဲ့ပြောပြမယ်ဒါကကျွန်တော်တို့အရင်တော့ legacy transfer လို့ခေါ်တယ် legacy transfer လုပ်တယ်ဆိုတာဟိုးအရင်တော့ကျွန်တော်ရဲ့မှာ YouTube channel အဟောင်းမှာလေကျွန်တော်တင်ပေးဘူးတယ် David Beckham ပုံနဲ့မှတ်ရတာပေါ့နော်အဲ့တော့လေအားပေးတဲ့သူတွေအများကြီးရှိလို့ view တွေလည်းအများကြီးရတယ်ပေါ့နော်အဲ့တော့တိလိုက်တဲ့သူတွေလည်းအများကြီးရှိမယ်မတိလိုက်တဲ့သူတွေအနေနဲ့ကြလဲအခုဒီဘက် update မှာပါဝင်လာတဲ့ player fusion လုပ်နည်းလေးအကြောင်းကိုကျွန်တော်လည်းအခုအတူတူကြည့်ကြမှာဖြစ်ပါတယ်ဒီ scale edit နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာနမူနာပြမယ်ပေါ့နော်ကျွန်တော်နမူနာပြဖို့အရေးမှာကျွန်တော်အကောင့်အကြီးမှာက scale ကအလုံးဝမရှိတော့ဘူးဆိုတော့ကျွန်တော်အရန်ကောင်းတယ်ပဲပြမယ်ဆိုတော့ထားပါတော့ဒီ scale training နဲ့ဝင်လိုက်မယ်ဗျာ scale training နဲ့မှာဆိုရင် brother တို့ဒီမှာကျွန်တော် new player scale ဆိုတာတွေ့ရလိမ့်မယ်ဒါလေးကိုထောက်လိုက်ရင်ကျွန်တော်တို့ကနှစ်ခုပေါ်လာလိမ့်မယ်နော်ဒီမှာ random category နဲ့ random ဆိုပြီးတော့ random category ကじゃသူအပိုင်းလေးတွေရှိတယ်သူအပိုင်း၅ပိုင်းရှိရပေါ့နော် shooting passing dribbling defending other ဆိုတဲ့၅ပိုင်းရှိရသူတက်ဆိုင်ရာခေါင်းစဉ်အောက်ကနေပြီးတော့သူကဒီမှာ shooting နဲ့ပတ်သက်ရင်ဒီ scale လေးတွေရမယ် DB shoot rising shoot long range shoot ဒီ scale လေးတွေပေါ့နော် shooting နဲ့ပတ်သက်တဲ့ scale တွေနောက်တစ်ခုကじゃဒီ passing မှာဆိုရင်ကျွန်တော်တို့ဒီမှာ one touch back through passing weight back ဒါကပေးပို့မှုနဲ့ဆိုင်တဲ့ scale တွေပေါ့နော်သူ category အလိုက်သူအုပ်စုလိုက်လေးခွဲထားတာပေါ့နော်ဒီ dribbling မှာဆိုရင်လည်းအဲ့လိုပဲဗျာဒါပဲ touch flip flat အကုန်လုံးပေါ့နော် dribbling နဲ့ဆိုင်တာတွေပြီးတော့နောက်တစ်ခုအနေနဲ့ကတော့ defending မှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီမှာဒီထဲမှာ weight back တို့ဘာလို့လဲပါတယ်ပေါ့နော်အဓိကအပြင် intersection area super ready slide တွေထည့်ခဲ့ပြီးတော့အားသားမှာကျွန်တော်တို့အားလုံးဒီတော်တော်များများဒီအသုံးဝင်တဲ့ကျွန်တော်တို့ဒီမှာ 5D sprint ပါမယ်super set တွေပါမယ် area super ready တွေပါမယ်ပေါ့နော်ဒါကတော့အားသားနဲ့ဆိုင်တာဒါသူတက်ဆိုင်ရာခေါင်းစဉ်အောက်ကနေပြီးတော့ရွေးပြီးတော့လုပ်လို့ရတာပေါ့နော်ဥပမာ Pepsi ဆိုရင် Pepsi နဲ့ဆိုင်တာပဲကြမယ်ဆိုတော့ကျွန်တော်တို့ကတကယ်လို့မှ random ဆိုရင်တော့ရှိသမျှ scale တွေအကုန်လုံးနဲ့က random ကြမယ်ဗျာဆိုတော့ဒီသူ့ရဲ့မှာအားသားချက်ကဘာလဲဆိုရင်ဥပမာကျွန်တော်တို့က shooting နဲ့ကပဲရွေးမယ်ဆိုရင်
shooting တွေကတစ်ခုကြမယ်ပေါ့နော်ဒါဆို rising shoot rising shoot ဆိုရင်ဒါကန်ကောင်းသွားတာပေါ့နော်ဒါကန်ကောင်းသွားဘာဖြစ်လဲဆိုတော့ဒီ Messi မှာ rising shoot မပါသေးဘူးဗျာအဲ့တော့ဒီမှာတကယ်လို့ Messi မှာပါပြီးသား long range shoot တို့ first time shoot တို့ကျွန်တော်တို့အဲ့ဒါတွေပါလာမယ်ဆိုရင်ကျွန်တော်တို့ 8K ကအလကားဖြစ်သွားမှာပေါ့နော်ဆိုတော့ဒါကတော့ကန်ကောင်းသွားတဲ့အတွက်ဒီတိုင်းပဲထားလိုက်မယ်ပေါ့နော် random လုပ်ကြည့်လိုက်မယ် random ဆိုရင်ကျွန်တော်တို့ကဒီမှာ okay အဲ့ဆို slide ထည့်ခဲ့ဒါဆိုရင်သွားပြီ Messi မှာမလိုတော့ဘူး Messi မှာမလိုတော့တဲ့အတွက်ဒီ skill ကအလကားဖြစ်သွားပြီဗျာ skill တစ်ခုလည်းအလကားဖြစ်တယ်အဲ့တော့ကြာကျွန်တော်တို့ကဒီ skill ကိုဒီမှာ override ဒါမှမဟုတ်ရင် delete နှိပ်ရအောင်ဗျာဆိုတော့အဲ့လိုတွေမဖြစ်ရအောင်လို့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီကစားသမားတွေထဲမှာ 0GB ရှိတယ်ဗျ okay 0GB တွေကိုဝယ်နည်းပြမယ်နော် contract တွေကိုဝင်လိုက်တယ်ပြီးရင် standard player တွေကိုဝင်လိုက်မယ်ဒီလိုပေါ်နေလိမ့်မယ်ပေါ့နော် Mbappe တို့ဘာလို့ပေါ်နေလိမ့်မယ်အဲ့ရင်တကယ်လို့မှအဲ့ဒါနဲ့ပြောင်းပြန်ဒီအပေါ်အများလေးကိုလုပ်ပြီးတော့ price ဆိုတာလေးကိုနှိပ်လိုက်အဲ့ချိန်မှာ0လေးပေါ်လာမယ်ပေါ့နော်ဒီမှာတတိထားစရာတစ်ခုရှိရဗျအဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ဒီမှာဒီထက်က GK ကိုမွယ်မိဖို့ပေါ့နော်ဆိုတော့ဂိုးသမားလွင်ကြိုက်တာဝယ်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဂိုးသမားချင်းပဲ skill ကျွန်တော်တို့ဒီကူးပြောင်းလို့ရမှာပေါ့နော်ဆိုတော့ဥမာကျွန်တော်တို့ကဒီမှာဒီကောင်လေးဝယ်မယ်ဗျာဥမာ SSD ဝယ်လို့ရတယ်ကြိုက်တဲ့ဟာဝယ်လို့ရတယ်ကြိုက်တဲ့ဟာတွေဝယ်လို့ရတယ်ဒီ GK ရလွဲပြီး CB လည်းရတယ်ဟိုကြိုက်တဲ့ကျန်တဲ့ position အကုန်ဝယ်လို့ရတယ်ပေါ့နော် right mid right wing တွေ left mid အကုန်ရတယ်ပေါ့နော်အဓိကကတော့ကျွန်တော်တို့က GK ကိုဝယ်ပြီးဖို့ပဲ GK ကိုဝယ်ပြီး skill ထည့်မယ်ဆိုရင် GK ချင်းပဲကူးပြောင်းလို့ရတဲ့အတွက်ဆိုတော့အဲ့လိုလေးဝယ်ပြီးပြီနော်ဒါကပထမအဆင့်ကျွန်တော်ဒီမှာဝယ်ပြီးသွားပြီဆိုရင်ကျွန်တော် mind team ထဲကိုသွားဆောင်းနာဝယ်ခဲ့တဲ့ player တွေကိုကြည့် player တွေထဲမှာဒီမှာကျွန်တော်တို့က skill list တွေကိုတစ်ချက်ကြည့်လိုက်သူတို့မှာ basket မှာမပါဘူးဆိုတော့ကြာကျွန်တော်တို့ကအဲ့မှာဟို skill တစ်ခုပေးမယ်ပေါ့နော် skill တစ်ခုပေးမယ်ကျွန်တော်ဆိုရင်များဥမာဒီကောင်ကိုပေးမယ်ဒီကောင်ကိုကျွန်တော် shooting skill ပေးလိုက်မယ် okay shooting skill ပေးမယ်ဆိုရင်ဒီမှာ necklace shoot ဒီ skill ရလာပြီပေါ့နော်ဒီ necklace shoot ရလာပြီဆိုရင်ကျွန်တော်တို့ကဒီလိုအပ်တဲ့ကစားသမားကိုတွားထည့်လို့ရပြီပေါ့နော်အခုနောက်တစ်ယောက်တွားပြီးတော့လုပ်ကြည့်မယ်နောက်တစ်ယောက်တွားပြီးလုပ်ကြည့်မယ်ဆိုရင် okay ကျွန်တော် random နဲ့ကဒီကအားသားနှိပ်ကြည့်လိုက်မယ်နော်အားသားတွေကဘာပေါက်လဲ okay 5D separate ပေါက်ပါပြီကျွန်တော်ဒါဆိုရင်ရွှေပဲဗျာဒီမယ်ဒီ CB ထဲမှာ 5D separate ရပြီပေါ့နော်ဟောင်းလိုက်ပေါ့ဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီမှာစွန်းအောင်မင်းကိုထောက်လိုက်ထောက်ပြီးရင်စွန်းအောင်မင်း log အရင်ခံနော်ကျွန်တော်စွန်းအောင်မင်းနဲ့ကိုကျွန်တော် 5D separate skill ထည့်မှာမလို့ပါစွန်းအောင်မင်းမှာ 5D separate skill ပါမှာပါချက်ကြည့်မယ်မပါဘူးနော်အဲ့တော့ကျွန်တော်တို့ကစွန်းအောင်မင်းကို 5D separate ထည့်ပေးမယ်ဗျာစွန်းအောင်မင်းကို log ခတ်ထားမယ်ပထမဆုံးစွန်းအောင်မင်းကိုဒီမှာတချို့က log လို့ပေါနေရင်အဲ့မှာ unlock လို့ပေါ log လေးခတ်လိုက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မှားမှာဆိုလို့ဗျမှားသွားရင်စွန်းအောင်မင်းပျောက်သွားမှာဆိုလို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ player fusion ဆိုတာရှိတယ်အဲ့လေးကိုနှိပ်လိုက်နှိပ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာ edit skill မှာ 5D separate ဒါလေးကိုရွေးလိုက်တကယ်လို့မှ brother တို့ကဟိုကျန်တဲ့ skill ပေါက်ထားလို့ရှာကျင်တယ်ဆိုလဲကိုပေါက်ထားတဲ့ skill ဥပမာဒါပဲတက်ဆိုဒါပဲတက်ရှာလိုက်ပေါ့နော်ဆိုတော့အဲ့တော့ 5D separate skill ပါတဲ့ဟာတွေတက်လာပြီနော်တက်လာပြီဆိုရင်ကျွန်တော်တို့ကဒီမှာ fusion ဆိုတာလေးကိုနှိပ်လိုက်အဲ့ဆိုရင်ကျွန်တော်တို့စွန်းအောင်မြင်မှာတကယ်အသုံးတဲ့ skill ရရှိသွားပြီဖြစ်ပါတယ်ဗျဆိုတော့ရိုင်းမခတ်ပါဘူးပေါ့နော်ဒါပါပဲဗျဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့စွန်းအောင်မြင်မှာ skill edit မှာကျွန်တော်တကယ်လိုအပ်တဲ့ 5D separate လေးကိုရရှိသွားပါပြီကျွန်တော်တို့ကဘာဖြစ်လို့ player fusion လုပ်လဲဆိုရင်ကျွန်တော်တို့က skill တွေကိုအလဟာတန်မဖြစ်အောင်လို့ပြီးတော့တန်ဖိုးရှိတဲ့ skill တွေကိုကိုမရလိုက်ပဲဖြစ်မှာဆိုလို့ပါ GB လေးတော့ကုန်မယ်ပေါ့နော် GB ကတော့ကုန်မယ်ဗျ GB လေးတော့ကုန်မယ်အဲ့ဒါဆိုရင်ကျွန်တော်ဆောင်းမှာ 5D separate လေးရသွားဖြစ်ပါတယ်ကျွန်တော်တို့ random ထည့်တဲ့အချိန်မှာကန်ကောင်းပြီးတော့ကြားတယ်ပြင်မယ်ကျွန်တော်တို့ skill item အရင်ရှာပါတယ် skill ID လုပ်ဖို့အတွက်ကျွန်တော်တို့ဒီ item အရင်ရှာတဲ့အတွက်ဒီနည်းလေးနဲ့လုပ်လို့ရပါတယ်စိတ်ရှိလက်ရှိနဲ့ကျွန်တော်တို့ဒီလိုပဲလူတိုင်းနဲ့ဒီလိုပဲလုပ်ကြရတာဖြစ်တဲ့အတွက် random ထည့်ခြင်းထက်ကျွန်တော်ကတော့ဒီတိုင်းလေးထည့်တာကိုပို့ပြီးတော့အကြံပေးပါတယ်ဗျကျွန်တော်ဒီဗီဒီယိုလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကအကြောင်းမျိုးမျိုးကြောင့်ပြတ်သွားတဲ့အတွက်ကျွန်တော်ပြန်လည်ဖွင့်ထားရပါတယ်အဲ့တော့ကျွန်တော် subscribe မလုပ်ရသေးတဲ့ညီကိုတွေအနေနဲ့လည်း subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျကျွန်တော်စက်တိုက်တင်ပေးဖို့ရှိပါတယ်ဗျဆိုတော့အားလုံးပဲ see you ပါ